ဖက်ကလည်းတင်း7အနေနဲ့ legging hero တွေပစ်ထားတဲ့အတွက်ကြောင့်မလို့ဟေးဒါနဲ့ပြန်ထောက်ထားရလို့ပဲကျွန်တော်ပြောရလိမ့်မယ်ဆိုတော့ Alligator Impact နဲ့ legging Impact တို့ရဲ့အားပြန်မှုတွေကြားထဲကနေပြီးတော့အနိုင်ရှုံးရလက်ကိုထုတ်ဖော်ပြသပေးနိုင်တဲ့ပွဲစဉ်တစ်ပွဲဖြစ်မဲ့ game number 3ပြန်လည်စတင်လာခဲ့ပါပြီ Alligator matchup တွေမှာကျွန်တော် rotation နဲ့ gang game တွေကိုတော့ကျွန်တော်ဆက်လက်ဆောင်ကြည့်ရမယ်အနေထားတစ်ခုပြ matchup တွေကကျွန်တော်ဒီ lane matchup တွေရောက်သွားပြီးကြည့်မယ်ဆိုလို့ရှိရင် Hater CC 12လုံးတစ်ခုဖြစ်တယ်ပေါ့နော် CC အနေနဲ့တော့ Alligator ကတော့ကျွန်တော်ရိုးရိုးနဲ့ထိန်းလို့ရတယ်ဆိုတော့ခွန်ကားစစ် plan နေတာပါလာလို့ရှိရင်တော့ဘာဖြစ်နေကျွန်တော်ဒီ AAC matchup တွေက minion wave ရှင်းပြီးရနဲ့ chain invader မဟုတ်လို့ရှိရင် double lane လာပြီးတော့ဖူးပေါင်းတာမျိုးတွေလုပ်လို့ရတယ်မင်းမှာတော့ကျွန်တော်တစ်ဖက်မှာရှိနေတဲ့ team 7 stack ကတော့စုပြီး mana control လုပ်ရမယ့်အခြေအနေတစ်ခုလောက်တော့သွားကြမယ်နော်Common land နဲ့ပါနေဆိုတော့ mana regeneration ရောကျွန်တော်ဒီ healing regeneration ရောသူ့အနေနဲ့ပြန်ပြီးအဆင်ပြေရဗျာအဲ့တော့ back ကနေထားတစ်ခုမှာတော့ကျွန်တော်လာတိုက်ဖို့တော့ကြိုးစားသွားသေးရပေါ့နော်အဲ့တော့လက်ရှိမှာ Zeno နဲ့ Alligator matchup တွေမှာအဆင်ပြေနေတဲ့အရာတစ်ခုသုံးချပြီးတော့တစ်ဖက်သင်းမှာရှိနေတဲ့ jungle တွေမှာလာရောက်စားသုံးမှုတော့ကြိုးစားနေပါသေးတယ်ဟုတ်တယ် Alligator ကတော့ mobility ဘိုင်းကနည်းနည်းလေး Roma တွေကနှေးရဆိုတော့ silent gang နဲ့ river တစ်လျှောက်ကို control ရပိုင်းနေရနည်းနည်းလေးဒါနဲပါတာမျိုးတွေးရလိမ့်မယ်ခုနကပြောခဲ့သလိုပဲ Bruno ဒီတောက်လျှောက် volley shot တွေပေးလို့ရဖို့အတွက်ကိုတော့ common emblem လေးနဲ့ထွက်လာလေးကောင်းတယ်ဒါတော့စင်တော့ကျွန်တော် CK ရဲ့ lane ရဲ့ rotation ရဲ့နောက်မှာတော့ထွေထွေမှုရှိမှလည်းဗတဲကြီးကြီးမားမားရဲ့လို့ဖြစ်ဖို့လောက်တော့အရေးရောမတွေ့ရသေးဘူးဗျAlligator skirmish ပိုင်းမှာတော့နှစ်သိန်းစလုံးကကျွန်တော်တို့ကိုစီပဲပြန် save ထားရဆိုတဲ့အရာလေးလည်းကျွန်တော်တို့ပြန်ပြီးတော့တွေ့ရတယ်လို့ SP lane match ပိုင်းမှာလည်းအလုပ်လုပ်ချင်တယ်ဆိုပေမဲ့တယောက်နဲ့တယောက်အရင် lane match ပိုင်းမှာမတာသေးဘူးဆိုတဲ့အချက်လေးလည်းကျွန်တော်တို့ပြန်ပြီးတော့တွေ့ရသေးတယ်ပေါ့နော်ကတော့ကချာတော့တောက်လျှောက်ပဲ super light လိုက်ပြီးတော့ကြည့်နေပါသေးတယ်လက်ရှိကတော့သူတို့အနေနဲ့ဒီ ultimate တွေရမှာပဲကျွန်တော်ဒီ objective ပေါ်လာမှာပဲစိုင်မှုတော့များတယ်ဗျာ Roma တွေနဲ့ ultimate ရောက်ဖို့အတွက် AHC မှာတောင်းပြီးတော့ကျွန်တော် level AHC တက်ဖို့ပြန်လဲပြီးတော့ကြိုးစားအောင်မယ်လက်ရှိအနေထားမှာကျွန်တော် Zeno တွေနဲ့သွားဆိုင်မယ်ဆိုရင်တော့ကျွန်တော်ပြန်ပြီးတော့အများကြီးအဆင်ပြေနိုင်တဲ့အနေထားတစ်ခုပါဟုတ်ပါတယ်ဆိုတော့ဒီတစ်ခေါက်မှာတော့ super light အနေနဲ့တော့ Embraver Town လေးလို့ကြိုးစားနေရကြတော့မရှောင်းရန်တတဲကိုသွားပြီးတော့ force နေရဗျာတတဲရဖို့တော့ယာရင်လို့တော်တော်လေးတော့များတယ်အဲ့တော့ fighter assassin ရဲ့ဂျားတွေကဂျင်ဂလာနှစ်ကောင်ရဲ့ကွာမှုကတော့ဒီ first starter မှာ level 4မရသေးတဲ့ Roma တွေကြောင့်မလို့skill လိုက်တယ်လို့ပဲပြောမှာကျွန်တော်လက်ရှိအနေထားကလည်းသူတို့အနေနဲ့ level EXP ဘိုင်းဆိုင်ရာတွေကမြင့်တက်သွားပြီဆိုတော့ကျွန်တော် goal line matchup တွေမှာလည်းအပေါ်မှာရှိနေ later အနေနဲ့ဒါ fan pure ရဲ့ဘိုင်းတွေဒီက pressure ပေးတဲ့ဘိုင်းတွေမှာပို့ပြီးအဆင်ပြေလာတော့တယ်ဗောနော် identify တွေမှာလည်းပို့ပြီးတော့ကွာလာရဆိုတဲ့သတင်းကြားရအချက်တစ်ခုလည်းကျွန်တော်တို့ဆက်ပြီးတော့တွေ့ရတယ်ဗောနော်အဓိက CN အနေနဲ့အချိန်တစ်ခုပြန်ပြီးတော့စောင့်အောင်မှာဖြစ်တယ်လို့ပေါ်လမ်းမှာလည်းဒါရှိရကျွန်တော်တို့ပြောခဲ့သလိုပဲ Curry အနေနဲ့ legendary san နဲ့ Juramas man ပုံစံမျိုးတော့ထိတော့သွားပြီးတော့ချနေတဲ့ Dynasty Strike ဆိုတော့ Mr. တော့မရှိသေးဘူးဗျာနောက်မှလည်း Buffy လေး impact လေးထပ်ပြီးတော့ပါလာစေပဲဆိုပြီး 3 view မှာတစ်ဖက်ကလည်း CK please stay like ဖို့တော့ကြိုးစားခဲ့မယ် super bad ပြန်လည်ပြီးတော့ forward ထားခဲ့ပါပြီလက်ရှိအနေထားမှာတော့ကျွန်တော်တို့ဒါမသိန်းလုံးအနေနဲ့ objective ဆိုင်မှုစူးစမ်းနေတဲ့ထက်ဆလို့ရှိရင် Zeno အနေနဲ့တော့ကျွန်တော်လိန်ငယ်ငင်းတွေလုပ်တယ်သူတို့အနေနဲ့ Alligator matchup တွေမှာ damage ပေးနိုင်တဲ့အရာတခုအသုံးချဖို့အတွက်သူတို့အနေနဲ့ပြန်လည်ပြီးတော့ပြင်ဆင်နေသေးရဲ့ဗျာ CK တို့ဘာလို့အနေနဲ့ Stallion side ပြီးမှပဲကျွန်တော်လာပြီးတော့ကျုံးမဲ့နေထားပါဟုတ်တယ်ဒီပွဲက later တင်းနဲ့နည်းနည်းလေး combination သွားမှရမယ် ယူလာရဲ့ battle sphere purify ဖြစ်နေရပါတော့ခလီယာ ultimate ကိုပြန်လည်ရှောင်နေဖို့အတွက် purify ယူလာခဲ့ပေမဲ့ join နဲ့အတူပဲ header လိုက်တဲ့အချိန်မှာ escape spell ဒီ slide ထိုးတာမရှိလို့ရှိရင်တော့ပြဿနာတော့တက်နိုင်တယ်ဗျအားချက်တခုတော့ကျွန်တော်နည်းနည်းလေး survivability အတွက်ပို့ပြီးတော့စဉ်းစားမယ့်အရာတခုတော့ပြန်ပြီးတော့ဖြစ်လာတယ်ဗျ45 second သူတို့ရဲ့ lane match ပိုင်းမှာကျွန်တော်တို့ပြန်ပြီးတော့ကြည့်ရအောင်မယ် now a gap ဒီတရားရရှိထားခဲ့တဲ့ Zeno Esport အနေနဲ့ one game မှာလောက်ထိတော့စပြီးတော့တာနေဆိုပေမဲ့ Jungle Skirmish ပိုင်းဒီမှာဒါအရန်ကြီးတော့တာနေခဲ့ရဆိုတဲ့အနေအထားမျိုးတော့မခံစားရဘူးဗျ Amber Kiba နဲ့ Super Light initiate စပြီးတော့လှုပ်ချင်တယ်ဆိုပေမဲ့ရှောင်ရရှိနေတဲ့ information ရတော့အရန်သွားလို့တော့မရသေးပါဘူး Team 7ကလုံးဝကျွန်တော်ဗန်နယ်ကောင်းတော့လိုက်ရှောင်လာတယ်ကျွန်တော် famine pattern တခုပဲအပြေးအဝသူတို့စားသုံးထားပြီးတော့နောက်ကချောင်းကိုတပြေးပြေးနဲ့နဲအောင်နဲသက်နဲအောင်သူတို့ကြိုးစားနေရပါတော့ objective ဘိုင်းဆိုင်ရာလောက်မှပဲဒီတစ်ခေါက်မှာသူတို့အနေနဲ့လာဆိုင်မှုအတွက်ကတော့ပိုများလိမ့်မယ်ဗျဟုတ်တယ်အခုလည်း later နေ Hasclaw ရသွားပြီဆိုတော့သူ့အတွက်ကတော့အဆင်ပြေလို့ပြောလို့ရတယ်ဘာလို့လဲဆိုတော့အဲ့လို HP ဘိုင်းနဲ့ပတ်သက်လာ Hasclaw ရှိနေခဲ့မှာပေါ့လေနောက်မှာ mana regen dot solution တော့ common နဲ့ဆိုတော့ fine တယ်လို့ပြောရမှာပဲเนาะလက်ရှိရလေကျွန်တော်တို့ဒါသွားထောက်ဖို့အတွက်ပြန်တော့လှုပ်ဖို့ကြိုးစားမယ်တိတ်တော့မလွယ်တော့ဘူးအဲ့နောက်မှာကျွန်တော် later တကောင်အမေ slide လေးပါလေးရှိနေတဲ့အတွက်ကြောင့်မို့ Zeno objective ပြန်ပေါ်လာတဲ့အချိန်ဒီမှာတော့ 5v5 ကတော့ပြန်လဲကျုံးလို့ရပါသေးတယ်။တစ်ဖက်မှာလည်းကျွန်တော်တို့ပြန်ပြီးတော့ကြည့်နေစေပဲနောက်မှာ Ibicola နဲ့ Sash တွေအောက်မှာတော့ Shawn second target ကိုတစ်ဖက်ကလည်း Zeno Esport ဆက်လက်ပြီးတော့ထိမ့်ပိတ်ထားရတယ်ပဲ Arctic Skirmish ပိုင်းမှာပြန်ရဖို့ကြိုးစားနေတဲ့ Amber Kiba နဲ့ Nuko Flick လေးပြန်ပြီးတော့ဆက်ပဲတစ်ဖက်ကလည်း Tennis Strike နဲ့ Final Stand 3v1 Sash damage ဒီအောက်မှာတခါလေးပဲ Super Light ကို Nuko အဆုံးသတ်ပြီးထားခဲ့ပါပြီ။ပြီးရင်လေ live ထောက်ဖို့ကြိုးစား Two Master Soft တွေပေါ်မှာပိုင်းတိုင်းနေပဲဆွဲခေါ်လာခဲ့တဲ့ကောင် Nuko တန်းပေါ်ကိုပါအဆုံးသတ်ပေးသွားတယ်ဗျာဒီတစ်ခေါက်ဘတ်တယ်မှာတော့တော်တော်လေးကိုပိုင်းနေရှိခဲ့တဲ့ Team 7အကောင်းဆုံးပဲ Hiroki ရဖို့ကြိုးစားခဲ့တယ် Hiroki လည်းရခဲ့တယ်ပေါ့နော်အဓိက AOG မရှိဘူးဆိုတော့သူတို့သိတယ်အားကြောင့်မလို့ဝင်ချခဲ့တာဒီမှာလည်း 5 piece တွေ CK လိုက်နေခဲ့ပြီမလဲကွာအနေနဲ့တော့အသာလေးပဲပြန်ပြီး forward လုပ်သွားတယ်ဆိုတော့
ချလိုက်တာကတော့ ground ချကြီးကျသွားတယ်ဒါပေမဲ့ပြန်ပေးလိုက်တဲ့အချိန်မှာနှစ်ကောင်ပြန်ကျနေနေပဲဂိုးလေးရဲ့ဂိုးရှိအကုန်လုံး later ရသွားတယ်ဆိုတော့ဒီပွဲဒီလဲ later ဒီတော်တော်လေးတော့ idea ဆောလိမ့်မယ်လို့ပြောနေတယ် 2-1 မှာ OP ပြန်ပြီးတော့ fall အောင်ပဲဗျ လိုက်ဝီဖူမီတောင်းရှော့ပြခွဲထားဖို့တော့ကြိုးစားနေတယ်ဆိုတော့တစ်ဖက်ကလည်း body shot damage ဆိုတော့တစ်ဖက်ကလည်း 2v2 နေတဲ့တန်ပေါက်ပြန်လာဖို့တော့ကြိုးစား tennis strike နောက်က back line ကိုပြန်သွားနေတယ်ဆိုပေမဲ့တိတ်တော့မတွေ့သေးဘူးဗျ Miss Land နဲ့ပါလာပြီနောက်ကလည်း Jushin နဲ့ Bacon flare 3v3 တဲ့အမှတစ်ဖက်ကလည်း back impact လေးတွေကိုရှောင်းအစင်းရပြန်ပြီးတော့ရှိလာစေပဲဆိုပေမဲ့ပြန်လည်းပြီးတော့ forward ထားရပါသေးတယ် Damage by fire လိုအပ်ချက်တွေရှိနေခဲ့တဲ့ Team 7အတင်းတိုးမဆိုင်တော့ပို့ပြီးတော့ကောင်းလိမ့်မယ် Simon Club Buffy တွေဟာကျွန်တော်နောက်ဆက်ပေးလို့ရရဆိုပေမဲ့တကယ်တမ်းကျွန်တော်ထင်သားလောက်ကြီး damage output ဘိုင်းမှာ face on နိုင်ခြင်းမရှိသေးဘူးခုနကလည်းကျွန်တော် Quai ကိုဖြတ်ဖို့ကြိုးစားမိမယ် Vanjas Can ရဲ့ဘိုင်းတွေမှာတည်သွားခြင်းမရှိဘူးဗျဒီဟာတွေဒီ Team 7အနေနဲ့လုံးဆောင်ချက်တိုင်းမှာအရင်အစီအစဉ်ပြေနေမှုမရှိသေး 0.5 ကိုတော့သူရအောင်တော့စားထားပါသေးတယ် အဓိကတော့ပေါ်လမ်းမှာ vision ပေါ်ခဲ့တဲ့ရှောင်းရန်เนาะကျွန်တော်တို့ဒီပတန်ရဆိုရင် rubber သွားစားနေတဲ့ information ကိုသိရတော့ကြောင့်မလို့ blue တော့သွားပြီးတော့ကြော်ပြီးတော့စားလိုက်တယ်ဆိုတော့ကောင်းတယ်เนาะကျွန်တော်တို့ဘာဖြစ်ဖြစ်ဒါ movement တစ်ခုပဲအဲ့တော့ဒါမင်းမှာလာပြီးတော့ combination လောက်လာတဲ့ later ရဲ့ combination damage တွေကတော့စပြီးတော့လာလိမ့်မယ်ဆိုတော့ဒီ9 minutes ဆိုတဲ့အတိုင်းတော့မှာနောက် 2.3k လောက်ထိကွာနေရတဲ့ကြောင့်မလို့ Team 7အနေနဲ့ဒီ detail မှာထပ်ပြီးတော့ scale မလားဆိုတာကြည့်ရမယ်ဗျာ ဒီ objective fire တခုထပ်ပြီးတော့ skip လိုက်မယ်ဆိုလို့ရှိရင်နှစ်သင်းကြားရဲ့ gap တခုကတော်တော်လေးတော့ကျွန်တော်တို့ပို့ပြီးတော့များပြလာဖို့တော့ရှိလိမ့်မယ်နောက်က gap မှာ 3k လောက်ထိတော့ကွာသွားမယ်ဆိုလို့ရှိရင်တော့ making time ရဲ့အဝင်မှာတစ်ဖက်က OP နဲ့ပြည့်ရပြည့်ကအတော်လေးခက်ခဲသွားမယ်အခြေအနေမျိုးလို့တော့ကျွန်တော်တို့ပြောရမယ်ထင်တယ် ဟုတ်တယ်လက်ရှိကလည်းကျွန်တော်တစ်ဖက်မှာတာတင်ရတော့ဆွဲခေါ်ဖို့ new goal အနေနဲ့ vision ထောက်အောင်ပဲလုပ်လို့ရမှာဗျ front liner တိုးတဲ့ဘိုင်းတွေမှာတန်းပေါက်အနေနဲ့ဆွဲခေါ်ဖို့အတွက် purify 3កောင်လောက်ဒီရှိနေကာလာတစ်ခုမှာခေါင်းတော့မလွယ်ဘူးနောက်ဆုံးတာတဲ့3ချိန်လုံးတော့ Fino နေနဲ့သိမ့်ပိုက်သွားခဲ့ပါပြီ ကဲဆိုတော့ဒီတစ်ခေါက်မှာလည်းတက်တယ်ကိုထပ်ပြီးတော့ပေးလိုက်ရတဲ့ Team 7နောက်က တစ်ခုကတကယ် 3k လောက်ထိကိုဖြစ်လာတယ်ဗျာ join အနေနဲ့ကတော့သူ့ရဲ့ level ဆိုင်နဲ့ item ဆိုင်ရတော့အရင်ဆုံးမြင့်တင်နေပြီးတော့ဟိုပြောမှဆိုလို့ရှိရင်ဗတယ်မဆိုင်လို့ရှိရင်တော့ Hiroki မပေးရနိုင်ဘူးဆိုတဲ့အချက်တစ်ခုကိုစုပ်ကင်နေရင်းနဲ့ပေါ့နော် Hiroki မပေးရလို့ရှိရင်နောက်မနှိမ့်နိုင်ဘူးဆိုတော့အများကြီးမနှိမ့်နိုင်ဘူးဆိုတဲ့အချက်တစ်ခုနဲ့ပဲ Team 7ဒီ late game ကိုပဲစောင့်နေရဗျာ အဓိကသူတို့ရဲ့ timing တခုသူတို့ရဲ့အချိန်မညာတခုပြန်ပြီးတော့ရောက်လာမယ့်အရာလေးကိုပဲဒါကိုယ်ပြောသလိုထိုင်ဆောင်နေခဲ့ဆိုတဲ့အရာလေးကျွန်တော်တို့ပြန်ပြီးတော့တွေ့ရတယ် late game နဲ့ပိုင်းခြားတဲ့အတွက် Jure Masman သူတို့မှပြန်ပြီးတော့ရှိနေသေးသလို front line မှာလည်း damage တွေကောင်းကောင်းကြီးလုပ်လို့တော့ရတယ်ဗျာ Bruno ဒီလည်း making time အဝင်အပြီးမှာနည်းနည်းလေးတော့ volley shot လေးတွေ impact ကျလာမယ်ဆိုလို့ရှိရင်တော့ Team 7ရဲ့အချိန်တခုကျွန်တော်တို့ပြန်ပြီးတော့ရောက်လာနိုင်ခြင်းရှိပါသေးတယ် ကျွန်တော်အခုအနေထားကတော့ကျွန်တော် 3k နောက်အသာလေးတခုကတော့ Fino နေနဲ့ပိုင်ခိုင်ထားအမျိုးတွေရှိရဗျာတဖြည်းဖြည်းနဲ့စောင်းသားရင်းနဲ့ network တွေပုံများပြားလာမယ်ဆိုလို့ရှိရင် Team 7အတွက်ဒါဒီတိတ်တော့မ fine ဘူးဒီက snowball တဲ့ dan တခုကိုတော့သူတို့နဲ့မခံရအောင်တော့ lane face bind တွေပြန်တွန်းမှတော့ရမယ် OP နဲ့ master 20 3ယောက်ပြီးတော့ light sign လို့တော့ရတဲ့အနေထားတခုဗျ ဟုတ်တယ်เนาะကျွန်တော် later လည်းဘာသာက free ပါပြီးသွားပြီ Hascrow ဘာသာကဒါပဲဆိုင်လို့ရပြီကတိန်ကော AOG ထပ်ပြီးတော့ပေးထားသေးရဗျာ 3v1 and 4v2 နဲ့ OP တက်ကြခဲ့ damage ချမှတ်ထိုင် strike ကို stun တန်ပေါက်ပြင်ပြီးတော့ပေးခဲ့ damage တွေကြားမှာ Grace နဲ့အတူပဲ super bad နှစ်ကောင်လုံးထပ်ပြီးတော့အဆုံးတယ်နေပဲ two man down မှာတော့နောက်တစ်ချန်နေခဲ့တော့ orange buff ကိုပါ Zero Esport ဆက်လက်ပြီးတော့ train back ထားနိုင်ခဲ့ပါပြီ ကျွန်တော်မြင်ချင်နေခဲ့တဲ့ကျွန်တော်တွေးရင်နေခဲ့တဲ့ combo တခုကတော့တခါတည်းမှာအသက်ဝင်သွားပြီးတော့ပဲ Hiroki နှစ်ကောင်တော့လက်ရှိနေထားမှာ Zero နေသိနေသိမ့်ပိုက်သွားခဲ့ပြီပဲဖြစ်ပါတယ်မင်းမရှိရဲ့ first round ကဒီတိုင်းဆိုရင်တော့ခွင့်ပြုပေးရဖို့အတွက်ရရင်တော့အရင်အောင်များသွားခဲ့ပြီဗျာ ဟုတ်တယ် Mayor First Tower ရောဘေးမှာရှိနေခဲ့တဲ့ Blue Bug ကိုပါတခါတည်းเนาะကျွန်တော်တို့ဒါစားသုံးသွားဖို့တော့များတယ်အဲ့တော့ရှောင်းရဲ့အနေနဲ့ကတော့ဒီတစ်ခေါက်မှာ202ဖြစ်နေရဆိုတဲ့ချက်တစ်ခုကြောင့်မလို့ဒီ position 1-2ပေါ့နော် carry နှစ်ကောင်လုံးကဒီပွဲမှာတော်တော်လေးကိုအဆင်ပြေနေတာမျိုးတော့တွေ့ရတယ်ဗျ back control ထားပါ advantage တွေရတစ်ဖက်က Zero Esport အနေနဲ့ကောင်းကောင်းကြီးပဲထပ်ပြီးတော့ဥဆောင်သွားနိုင်ပြီဆိုတဲ့ခက်တယ်မျိုးတန်ပေါင်းအနေနဲ့ Tennis Strike လေးပဲသူလိုက်မဖို့တော့ကြိုးစားနေတယ်ဆိုပေမဲ့ရတော့သိမရဘူးဗျာအဓိက backline နဲ့ CK နဲ့အရင် beast တွေ line လင်းလို့မရသေးဘူးဆိုတော့အကွာအဝေးတစ်ခုမှာတော့နည်းနည်းလေးတော့သူတို့အခက်တွေ့နေသေးပါပဲ ဒီလက်ရှိကျွန်တော် low battle တခုတည် Team 7အတွက်တကယ်ကိုကျွန်တော်အရေးကြီးတဲ့ battle တခုတော့ Safar နေပြီဖြစ်လာတော့မှာဗျာခဏတော့ကျွန်တော်ဒါမှန်းထားခဲ့သလိုမျိုးဒီအချိန်တခုတည်သူတို့အနေနဲ့ identity ထွက်ဖို့စောင့်နေခဲ့တဲ့အရာတခုအစင်းတော့ပြေမသွားဘူးဗျာ Vision ဘိုင်းဆိုင်ရာအရာရော back open ရတဲ့ဘိုင်းဆိုင်ရာမှရာသူတို့အနေနဲ့လုံးဝမရှိနေဘူးဆိုတော့ကျွန်တော်ဒီတစ်ခေါက်တော့ပေးလိုက်ရပါပြီ ဟုတ်တယ် CK ကတော့ low ပေးရတဲ့တောင်ဆိုပြီးတော့သူ Blue Bug တွေပါတော့ပြန်ပြီးတော့ကြော်လာနိုင်သေးရဗျာဒါကတော့ကျွန်တော်တို့အစိုးရရဲ့ account တစ်ခုလိုပဲကျွန်တော်ပြန်ပြီးတော့သုံးသပ်ရလိမ့်မယ် item ဆိုင်ရာရကြည့်မယ်ဆိုလို့ရှိရင်လည်း CK ဒီ fan mail ကိုတော့အပြည့်ယူထားနိုင်တယ်လုံးဝတော့မနေသေးဘူးဒါပေမဲ့ရှင်းမချန်နေခဲ့တဲ့နောက်မှာတော့ Titan Strike Tsunami Slash ဆွဲခေါ်ပေးသွားတဲ့နောက်မှာ AOG ပြန်လဲအသုံးပြုနေတယ်တကောင်နဲ့ကြုံနေခဲ့တဲ့ Super Bug ကိုပြန်အဆုံးသတ်ပေးထားသေးရဗျာ အမလေးမျိုးခလာနဲ့ဆက်အရှိတစ်ဖက်ကလည်းရှောင်းရမ်းပြန်ပြီးတော့ဝင်နေသေးရဆိုပေမဲ့ Battlefield Impact နဲ့တော့shot ပေးခဲ့တဲ့ backline damage တွေအောက်မှာတော့တစ်ဖက်ကလည်း Zeno နဲ့အရင်အသိမတိုးတော့သေးဘူးဗျ။ Now again မှာ 5k နီးပါးလောက်ထိတော့ပြန်ရှိလာရဆိုပေမဲ့အတင်းကာရောကြီးလည်းအရန်ဆိုင်လို့တော့မရသေးပါဘူး Super Bad Position နဲ့ငယ်ကြုံသွားတဲ့ကိစ္စတခုကနေပဲသူတို့အနေနဲ့ Hiroki တကောင်ပေးလိုက်တယ်ဗျာလောတက်လာတဲ့အချိန်ဒီတခုမှာသူတို့ဘက်ကတကောင်ကြာသွားတဲ့အရာတခုကသိတော့မ fine ဘူးကျွန်တော်ရှင်းမပြောလို့ပဲကျွန်တော် defending လုပ်ရတဲ့ bind နဲ့ကျွန်တော်ဒီပြန်ပြီး late game ပိုင်းဆိုင်ရာသွားတဲ့ bind တွေမှာ Team 7 ဘက်က Hero တကောင်စီတကယ်ကိုလှုပ်ဖြစ်လာနိုင်တယ် Jure Masman လို့သွားလို့ရမယ့်အနေဒါတခုကိုတော့ပုံဆောင်မှုတော့ကြိုးစားနေရဗျာ Sanguine Clown နဲ့ Battlefield တွေဒီဖြည်းဖြည်းနဲ့ stat တွေပို့ပြီးတော့များ
လာမယ်ဆိုရင် Team 7အနေနဲ့ပို့ပြီးတော့အလုပ်ဖြစ်လာနိုင်တယ်ဗျ ဟုတ်တယ် Advance ဆန်ရတော့ကိုလင်းနှကောင်ကြားမှာအရင်တော့ကွာမနေဘူးနော်ပြန်ကြည့်မယ်ဆိုလို့ရှိရင်တော့6800 6300ဆိုတာဒါတကယ်ကိုသိမကွာတဲ့ပမာဏဆိုတော့ Slam ပေးထားသေးတယ်မှာ Title Strike တွေကြားထဲမှာပဲပြန်ပြီးတော့ပဲ OP အဆုံးသတ်ပေးထားသေးရဗျာ channel လေးကြာလာတဲ့ခက်တဲ့မျိုးတွေမှာတစ်ဖက်က Team 7သွားခြင်းခဲ့တဲ့ Battle Impact လေးကိုလည်းကျွန်တော်တို့စပြီးတော့တွေ့လာရဲဆိုတဲ့အခြေအနေမျိုးတော့ရောက်လာတယ်ဗျာ Titan Strike Cinema Stand နဲ့ပါလာတယ်ပါတဲ့ကောင်နောက်ကနေပြီးတော့ OP ရဲ့ Lightweight damage တွေနဲ့အကောင်းဆုံးဖြတ်ပေးထားရဲဆိုတဲ့ Battle Combo တစ်ခုကိုလည်းကျွန်တော်တို့ဆက်ပြီးတော့တွေ့ရနိုင်တယ်ဒါမှလည်း Zero Esports တွေနောက်ထပ် Battle တစ်ချိန်မဲ့သူတို့ဆက်ပြီးတော့နိုင်ဖို့လိုတယ်ပေါ့နော်သူတို့မှလည်းဒါနောက်ထပ် AOG တွေ Cutting Core တွေထပ်ပြီးတော့ရှိနေပါသေးတယ် Hero Kick တကောင်လာချင်းစီခုနကတော့ Battle Fight တွေမှာပေးလိုက်ရတဲ့ Zeno တွေနဲ့ကျွန်တော်လက်ရှိအနေထားမှာ Network ပိုင်းဆိုင်ရာအရအနေငယ်ကျွန်တော်ပြန်ပေးလိုက်ရတာတွေတော်တော်များတဲ့အနေထားတစ်ခုလို့ပြောရမယ်။ Team 7အနေနဲ့တဖြည်းဖြည်းနဲ့ online ဖြစ်လာတယ် OP ရော VN ရောဗျာ။အဲ့တော့ကျွန်တော် Minion Wave တွေပြန်ချောင်းပြီးသွားတဲ့အချိန်တွေတခုမှာမကြိုင်မှာပေါ်လာမဲ့ Objective Fight ကိုတော့သူတို့အနေနဲ့အကောင်းဆုံးပြန်ပြီးတော့ကြောင်းနိုင်လိမ့်မယ်ဗောနော် Team 7အနေနဲ့ ဟုတ်တယ်ဒီကတော့ဒီ Coin နဲ့အတူပဲ Super Light တို့ရဲ့ကိုမတွဲလုံးပြီးမှသာလျှင်တကောကောင်းမှုမနဲ့အလုံးလုံးလို့ကောင်းလိမ့်မယ်လို့ထင်တယ်အဲ့လိုမှမဟုတ်ဘူးဆိုလို့ရှိရင်တော့ဒီ New Co ကလည်းဒါ Bruno Pressure Light ပြီးမယ်နောက်ပိုင်းမိနစ်တွေမှာ CK ကလည်း Beast တွေနဲ့ Light နေမယ် CK လုံးဝမသေးတာတကယ်ပေါ့ Item ကသူ့မှာအထိုက်လျောက်ရှိနေရပါတော့အဲ့တော့ကြောင့်မလို့ Later အနေနဲ့ကတော့တော်လေးကူးဆိုင်မယ်ဒါလို့ဆိုတော့ Later အနေနဲ့ Item 3ချောင်းလောက်ပြီးသွားပြီလို့ပြောလို့ရတယ်ဗျာ ဒီကကျွန်တော် CKC မှာအနည်းဆုံးမထွက်ဘူးဆိုရင် Stallion Sign နဲ့ Holy Crystal ကတော့ပြီးလောက်တဲ့အနေထားတစ်ခုပေါ့နော် Magic Power ရလည်းဒီနှစ်ခွက်တော့ပြီးသွားမယ်ဆိုလို့ရှိရင်ဗလိုင်းကုန်တို့တစ်ခုဒီအကောင်းဆုံးလိုက်နှင်းပေးလို့ရတယ်ဗျာ အချက်တစ်ခုကျွန်တော်တစ်ဖက်ကလည်း Zeno အနေနဲ့ Network Gap တာလာခဲ့ရဆိုတဲ့အချက်တစ်ခုကောင်းကောင်းသုံးချပြီးနောက်ထပ်မင်းတို့ကပေါ်လာမဲ့ chart တစ်ခုပြင်ပြီးတော့စောင့်နေတဲ့ Titan Strike Cinema Stand နဲ့ပါလာပြီးကိုလာနေတဲ့ Sash မှာ 3v2 Battlefish နဲ့ Impact နဲ့ Backline Control မှာ Tampa နဲ့ AOG Cutting Core Auto Rage မှာစီးရန်ရှင်းနေစတဲ့ Place Damage မှာ 2 run နဲ့ Chris မှာ Flat Tamron Chris Inokala Sash မှာ New Code နဲ့ Stay Alive ဆိုပြီးကျွန်တော်က Tampa ကို Super Bad ထပ်ပြီးတော့အဆုံးသတ်ပြီးထားပါပြီ Hero Kick တကောင်သိမ့်မိုက်သွားရင်လည်းတူပဲ Zeno အနေနဲ့ကျွန်တော်ဒီတစ်ခါ Objective ကိုတော့တတရာလေးသိမ့်မိုက်သွားအောင်ပဲဗျာနိုင်ငယ် position ဂျုံနေခဲ့တဲ့ຢာတစ်ခု Lane Face ကိုကြောင်းဖို့ Team 7အနေနဲ့ priority ထားခဲ့တယ်ဆိုပေမဲ့ Zeno အနေနဲ့လုံးဝအတင်းလိုက်ဆိုင်သွားပြီးတော့ပဲ Hero Kick တကောင်ဒီအချိန်မှာသိမ့်မိုက်သွားခဲ့တယ်ပေါ့ဗျာ ဟုတ်တယ်အဓိကတော့အဲ့လိုဂရောင်ချာကြီးကိုသူတို့ပြတ်လောက်တယ်ဆိုတော့စိတ်နဲ့ဆွဲခဲ့ပြီမဲ့နောက်မှ bucket တွေအများကြီးကျလာခဲ့တယ်ဒါတော့မှ later မပါလာခဲ့လို့အဲ့ဘက်တွေမှာ later ပါလာမယ်ဆိုလို့ရှိရင် join ရသွေးပြရနေပြီးတော့သွေးတုံးပဲကြံသွားရဆိုတော့ဒါပေမဲ့အပုတ်မျိုးလဲကျွန်တော်တွေ့ခဲ့ရပြီပေါ့နော်ဆိုတော့ဒီ law နဲ့အတူပဲ Zeno စီတခါတည်းတက်လာအောင်မယ်ဒါပေမဲ့ reminder တွေနဲ့ပြန်ကြည့်မယ်ဆိုလို့ရှိရင်တော့ဒီ law နဲ့သာ mega 3 lane မယူထားနိုင်ဘူးဆိုလို့ရှိရင်တော့နောက်ပိုင်းမှာပြဿနာတော့တက်လာနိုင်တယ်ဗျ လုံးဝ League Game နဲ့ပိုင်းခြားထဲမှာ Juramas Man တကူတော့ Zeno Esports ဒါပြန်ပြီးတော့ခန်းစားရဖို့တော့ရှိနိုင်တယ်ဒါကို mention လုပ်ခဲ့သလိုပေါ့ဒါပေမဲ့လည်းပဲဒီ law နဲ့သူတို့ဒီကောင်းကောင်းကြီးပဲ mega pressure ထပ်ပြီးတော့ပေးထားနိုင်မယ်ဆိုလို့ရှိရင်တော့ Zeno Esports အနေနဲ့ Best of 3 series ရဲ့ game မှာသူတို့ reverse 3နဲ့အတူပဲပြန်လာနိုင်မှုတော့များနေတယ်ဗျာအဓိကနှစ်သိန်းချရဲ့ network gap အတော်လေးကိုကွာနေတာတော့အရေးကြီးဆုံးပြဿနာဖြစ်နေတယ် အော်ဒါပေမဲ့ Sidewing Clone နဲ့ Battlefish ရနားလာပြီနော်ကျွန်တော်အထူးသဖြင့် later အနေနဲ့ကြာသွားလို့မဖြစ်ဘူးဗျ later ကြာသွားတာနဲ့ကျွန်တော် Zeno ဘက်မှာ damage ပေးဖို့အတွက် physical damage ပိုင်းဆိုင်ရာမှာလုံလောက်မှုတွေရှိမှာမဟုတ်ဘူးအဲ့တော့တစ်ဖက်မှာကျွန်တော် Zeno အနေနဲ့ဒီ low နဲ့ပဲ all in mega အထိပဲ control ဖို့ကြိုးစားနေခဲ့ပါပြီ ကဲဆိုတော့ဒီမှာလက်ထပ်ပြီးတော့ super light embrace valley ကင်လာသေးရဗျာနောက်မှာလည်းတော့ shot balance flare ပေးထားသေးနောက်မှာ Titan Strike ဆိုတော့ slash ဆွဲခေါ်သွားတဲ့နောက်မှာတော့ shot ရပါလာမယ် AOG 2 man လောက်ဒီသွားပြဖိုင်လိုက်မှာ new go ပြန်ချတယ်မှာ join beast လိုက်နေနေပါပြီ ဒါပေမဲ့ backline မှာ CK ဒီဘက်က place တော့ပေးထားတဲ့ damage တွေကြားမှာ ကွိုင်းတော့ပဲ line မှာလို့ကြိုးစားနေဗျာ 3 man down 4v3 နေတဲ့ situation တော့ Crystal Throw စပပနဲ့ Payco flare ပေးခဲ့တဲ့ damage တွေအောက်မှာ Crystal Throw ရိုက်ခွဲထားဖို့ကြိုးစားနေတဲ့ Minion Wave တောက်လျှောက်ပဲကာတာဖို့ကြိုးစားခဲ့ရမယ် reverse sweep နဲ့အတူပဲ Zero Esports နိုင်ပွဲတစ်ခုတော့ပေါ်ဆောင်